အားလုံးပဲမြင်လာပါကျွန်တော်နာမည်ကတော့ညီမ Dream Robot ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တော့ပိတ်တဲ့ရကိုယ်တနေချင်းနဲ့ကိုမိုင်းဖွဲတူချိတ်စော်နေကြဒီနေ့တင်ဆက်ပေးပါမယ်ဇာကြနဲ့ချိတ်တာကြောလူတယောက်နဲ့လူချင်းလူနီးမှာပေါ့ကွာအခုမှအဝေးနဲ့ကွာဘယ်လိုဆိုရမလဲဆိုတာကြပါမယ်ဒီတော့ like and share subscribe လို့မကြားနဲ့ဒီတော့စားလိုက်ရအောင်အရင်ဦးဆုံးပြိတ္တရအောင်လားအခင်းသေးဝင်ပြီးလို့ရှိရင်ပြိတ္တရခဏဆောက်ပါခါဆောက်ပြီးလို့ရှိရင်ပြိတ္တမှာကြာအခုပြိတ္တရကစားချင်တဲ့သူကြာကစားချင်တဲ့သူကျွန်တော်နဲ့ဆော်လို့ရတယ်ဒါကျွန်တော်လည်းအမလုပ်ပြီးတော့ follow ပေါ့ကြာမှာကြားမှာခဲမခက်တာဆိုရင်သူ့ရေးလိုက်ရင်မခဲမခက်တာသူ့ပုံပေါ်တယ်အဲ့ထက်မှာဒီလို follow လေးလုံးမမိကြနဲ့အဲ့လို follow လုပ်ပြီးတော့ပြီးသွားမှာ follow လုပ်ပြီးသွားလို့ရှိရင်ကြာ follow လုပ်ပြီးသွားရင်ရပါမယ်ပြိတ္တရ follow လုပ်ပြီးသွားရင်လည်းဒီဘက်ရွှေ့ဒါစာပို့ဟာ CHAT ဆိုတာစာပို့တဲ့ဥစ္စာအဲ့ထက်မှာကိုကြိုက်သူစာပို့လို့ရတကယ်ပြိတ္တရသူနဲ့စကားမပြောဘဲနဲ့ကစားမယ်ဆိုရင်အပေါ်ကြပါမယ်အပေါ်ဒီဖုံးခေါ်တဲ့ဥစ္စာကိုမနှိပ်ဘဲနဲ့ကိုကပြိတ္တရဒီလိုကြာဒီဘက် Minecraft လေနင်းတဲ့တိုင်းပဲMinecraft ဆိုတဲ့ဥစ္စာကိုပြီးမှကြောက်ကြပါခါလေးပါမပြိတ္တရကြာရင်ဒီအပေါင်းစာနှိပ်ပြီးဒီနားမှာ Minecraft ဆိုတဲ့ဥစ္စာကိုနှိပ်ပြီးရှင်ခဏဆောက်ဒါချိတ်တဲ့ပုံပေါ်နေကိုဝပဲပေးဝင်ခိုင်းစေချင်နဲ့ကိုဝပေးဝင်ချင်နဲ့နီးလေးရပါမယ်ရင်ဝင်ပြီးလို့ရှိရင်ကိုကကြာဝင်ပြီးတာနဲ့ခဏဆောက်လိုက် Minecraft တော့ဝင်နေရကဲ Minecraft တော့ဝင်နေရင်နဲ့ပြိတ္တရMinecraft တော့ဝင်နေပေါ့ဗျာဝင်နေရင်နဲ့ပြိတ္တရ Minecraft ကိုထဲအားပြိတ္တရကြည့်ပေါ့အခုမှကျွန်တော်Minecraft အရင်ကကျွန်တော် Minecraft 1.70.10ကျွန်တော်အခု Minecraft 1.70.40ကြာအဲ့ဟာကိုကျွန်တော်အခု download လိုက်ပြီကျွန်တော်အခု download ပြီးလို့ရှိရင်ပြိတ္တရအရင်ဦးဆုံးရဒီမှာ voice ရှိရvoice ရှိရကြာ voice ရှိရပြိတ္တရ voice ပဲထောက်ချင်မထောက်ချင်ပဲနဲ့ voice နဲ့ဝင်လို့ရတယ်ပြိတ္တရခွေးတင်မို့နဲ့လုပ်လို့ရ survival လည်းလုပ်ရတယ်ကျွန်တော် voice ထောင်ကြပါမယ်ရေဦးဆုံး water ထဲမှာပြိတ္တရကိုကြိုက်သူနာမည်လို့လည်းရေးလို့ရတယ်မဟုတ်လား my wall ဆိုတဲ့ဒီတိုင်းပဲနှိပ်လို့လည်းရတယ်ကျွန်တော်ဒီတိုင်းပဲရေးလိုက်ပါမယ်ကဲပြီးခဏဆောက်ပါပြီးခဏဆောက်နေပါခဏဆောက်လို့ဒီလိုပုံပေါ်လာလို့ရှိရင်အောက်မှာဒီထန်းဆောင်နေကြဒါလူကြအခုမှလူ10ယောက်ကနေပြီး60ယောက်ထိဝင်လို့ရတယ်ကျွန်တော်10ယောက်ပဲထောင်းလိုက်တယ်10ယောက်ထားပြီးရင်ဒီဘက်အဲ့ပလေးလေဒီဘက်အဝါရောဥစားလေးနှိမ်လိုက်လို့ရှိရင်ခဏဆောက်ပြိတ္တရခဏလေးပဲဆောက်ပြီးလို့ရှိရင်လာပါမယ်ပြိတ္တရခဏဆောက်လိုက်တာနဲ့ပြိတ္တရလောဆယ်ကြာပြိတ္တရောမဝင်လာသေးဘူးလောဆယ်သူညာရတိုးပါတိုးနေတဲ့နောက်မှပဲပြိတ္တရခဏ5မိနစ်လောက်ပဲပြိတ္တရခဏဆောက်လိုက်တာနဲ့အဲ့နောက်ကိုတချို့လူရဝင်လာလို့ရပါတယ်နောက်သူညာဝမ်းသွားတဲ့နီးကြောကြပါမယ်ရေဦးဆုံးရအခုမှပြိတ္တရခုနကကြောကြားတယ်သူညာပြိတ္တရခုနကကြားတယ်အဲ့ဘောဥဆောင်ကျွန်တော်ထောင်းပြီးကြာကြောဘောဥဆောင်ထောင်းပြီးလို့ရှိရင်ကျွန်တော်ဘောဥဆောင်ထောင်းပြီးလို့ရှိရင်
ပြိတ္တရာကျွန်တော်ဘောဘလို့ဝင်မယ်ဆိုတာရင်ဦးဆုံးကျွန်တော်နေကိုရေးလိုက်ပါရေးပြီးခုနပြော follow ပဲလုပ်လိုက်ပြိတ္တရာကျွန်တော်စရာမပြောဘဲနဲ့စော့ချင်ကြောခုနကဖုန်းနံပါတ်ဥစ္စာမဖွင့်ထားဘူးเนาะအဲ့ဒါပြိတ္တရာဒီအပေါ်နာမှာ join ဆိုတဲ့စာအုပ်စာစာပေါ်လိုက်လို့ရှိပြိတ္တရာခုမှကိုကြိုက်တဲ့စာကိုရေးလိုက်အမှခင်မခရတာဆိုသူ့စာကိုရေးပြီးတော့ဒီဘက်လေးမှာကြာဒီဘက်လေးမှာ join ဆိုတဲ့စာပေါ်လာမယ်။ join ဆိုတဲ့စာပေါ်လာလို့ရှိရင်အခုမှအပေါ်ဥစ္စာကိုကြမယ်နော်။ join ဆိုတဲ့စာပေါ်လိုက်ခဏဆောက်ပြီးတော့ခုနပုံမဲ့ပေါ်လေပြီးအောက်က go TID ဆိုတဲ့ဥစ္စာလေးကိုနှိပ်တာပါပြီးခဏဆောက်ပြီးလို့ရှိရင်great ပြိတ္တရာဒီလိုပေါ်လာလို့ရှိရင်နောက်ပြီးကြောတခုပြောချင်တာ Minecraft သူ့ကစားချင်ရင်ခုမှကိုက Minecraft ကိုရဲ့ Minecraft 1.70.10 ဆိုရင်သူညာလဲ 1.70.10 ကြည့်ရမယ်တူကြည့်ရမယ်ညာကိုလည်း 1.70.10 သူညာလည်း 1.70.10 အဲ့အမှသူချိတ်ဆော့လို့ရပါတယ်ဟိုသူညာ 1.70.10 သူညာတယောက်က 1.70.40 ဆိုရင် join လို့မရပါဘူးတူချင်းမှပဲ join လို့ရတယ်ပြိတ္တရအခုမှအမှနှိပ်ပြီးရှိဒီနော် friend နှိပ်ပြီးဒီတမ်းမှာပြိတ္တရဒီလိုအစိမ်းအောင်အဆက်မပေါ်တော့ဆိုရင်အဲ့ဒါလူကြည့်သွားပြီနော်လူကြည့်သွားပြီအဲ့ဒါဆိုပြိတ္တရကိုချက်ဝဝင်လိုက်ဝင်ပြီးနောက်မှပဲပြိတ္တရဝင်လိုက်လို့ရှိရင်နောက်မှပဲပြိတ္တရဆော့လို့ရပါတယ်ဒီတော့အားလုံးပဲနောင်လိုက်ကြလားခင်ဗျာစကားပြောပြီးကစားတဲ့နေကြအရင်ဦးဆုံးပြိတ္တရအမလားထင်းထဲမှာကိုကြိုက်တယောက်ကြာအခုမှကိုကြိုက်တဲ့တယောက်နာမည်ကိုရေးလိုက်ကျွန်တော်ခေမန်ခရတာနဲ့ပဲလုပ်ကြပါမယ်အခုမှပြိတ္တရအမကိုကြိုက်တဲ့ဥစ္စာနဲ့ယူဒီဘက်ကျခုနကပြောတယ်စာပိုးတဲ့ထဲကိုဝင်ပြီးလို့ရှိရင်ပြိတ္တရအပေါ်ဖုံးရတဲ့ဥစ္စာကိုနှိပ်ပါဖုံးရတဲ့ဥစ္စာကိုနှိပ်ပြီးလို့ရှိရင်ပြီးခဏဆောက်ပြီးလို့ရှိရင်ဒီဘက် speaker ဒီဘက်စကားပေးတာ speaker ဖွင့်လာပြီးတော့ပြိတ္တရခဏအမစရာပြောပြီးတော့ဒီဘက်ဥစ္စာတွေခဏနှိပ်လိုက်ပြီးတော့ပြိတ္တရငါဝင်လာတဲ့ဆိုပြီးကြောရလေဝင်လာမယ်ဆိုပြီးတော့ကိုဝင်လာတဲ့ဆိုပြီးတော့ခုနကကြားတဲ့အတိုင်းပဲ Minecraft ပေါင်းထဲ Minecraft ဥဆောင်နှိပ်လိုက်ပြီးတော့ခုနကကြားတယ်အမပြိတ္တရအမစရာကြောနေပေါ့ကြာအမဝင်ပြီးပြိတ္တရခဏစရာကြောနေပေါ့အမကြောနေရင်းနဲ့ကြောလေနဲ့နားလဲကြတာကြာနဲ့နားလဲဆိုရကိုမဲ့တယ်ကနားလဲပါတယ်ကိုပဲပြိတ္တရကသူညာကိုခေါ်ပြီးတော့ကြာငါဘောဝင်လာခဲ့ဆိုပြီးတော့ဝင်လာမယ်ဆိုပြီးတော့ဘောနေကိုလာကြောလိုက်ဘောနေကိုကြောပြီးတော့ပြိတ္တရဘောနေရဲ့ဥစ္စာကိုကြောလိုက်ကြောပြီးလို့ရှိရင်ဟာလဲငါမှာဘောထောင်လိုက်အောင်မယ်ဆိုပြီးအဲ့လိုကြောပြီးအမခါဆောင်နော်ခါဆောက်ပြီးလို့ရှိရင်ခုနကကြောတဲ့အဲ့ဒီလိမ္မောရပုံနဲ့ဥစ္စာကိုပဲနှိပ်ပြီးတော့ခဏဆောက်ဒါကြောင့်ဖုံးကြောတဲ့ဥစ္စာနော်ဖုံးကြောတဲ့ဥစ္စာကြာအခုမှပြိတ္တတယောက်ဝင်လာလိုက်တာနဲ့လူနဲ့ပြိတ္တကြောရတယ်ကြာအဲ့လိုလဲလုံးလူရတယ်ဒါပေမဲ့ကျွန်တော်ဖုံးချလိုက်မယ်ဟိုလိုမျိုးတယောက်နဲ့ကြောရတယ်တကယ်ခေါ်တဲ့သူပဲမခေါ်တဲ့တယောက်ဖုံးမချပါနဲ့မခေါ်တဲ့တယောက်ဖုံးမချနဲ့အမပြိတ္တရစကားကြောနေပေါ့ပါကြောပြီးလို့ရှင်ပြိတ္တကငါဝင်လာတော့ငါဝထောက်ပြီးဆိုပြီးတော့အဲ့ဒါပြိတ္တတနေကြဝထောက်နိုင်လို့ပြိတ္တတနေကြကြောခုနကြောအဲ့ဆင်းရောက် join သူကိုတော့တဲ့ဆင်းရောက် join ဆိုတဲ့ဥစ္စာကိုထိလိုက်တာနဲ့ join လာလို့ရပါတယ်ဒီတော့ရှင်းကြလေတချောင်းနားလဲပါကြလားခင်ဗျာနားလဲဆိုရ like share subscribe လုပ်ဝင်မမေ့ကြပါနဲ့နော်နားလဲကြရ like share subscribe လုပ်ဝင်မမေ့ကြပါနဲ့
ဒီတော့အားလုံးပဲချစ်စုပေးရတဲ့ချစ်စုညာတမတဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲ like share subscribe လေးလုံးဝမကြနဲ့ဒီတော့ bye bye နားလဲဆိုရခိုးလေးလက်မလေးထောင်ပေးတာပါနားလဲရော bye bye